အားလုံးပဲမင်္ဂလာပါစမတ်မြန်မာကနေကြိုဆိုပါရစေ။ကိုယ့်လက်ထဲမှာငွေကြေးအရင်းနှီးရှိလာလို့ရွှေဝယ်ခြင်းတဲ့အခါရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းတဲ့အခါဘယ်အချိန်မှာဝယ်သင့်တယ်လဲဆိုတဲ့အချက်ကအရေးကြီးဆုံးအချက်ဖြစ်လာပါတယ်။အခုအချိန်ကရွှေဈေးတက်နေချိန်လား။အခုအချိန်မဝယ်ဘဲနောက်မှဝယ်ရင်ရောဒီထက်ရွှေဈေးတက်လာအောင်မလား။ဒီထက်ရွှေဈေးပိုကျလာတဲ့အချိန်မှာဝယ်သင့်သလား။အစရှိတာတွေကိုတစ်အနေနဲ့စဉ်းစားပြီးစိုးရိမ်နေရတတ်ပါတယ်။အခုဖော်ပြပေးမယ့်အကြောင်းအရာကတော့ရွှေကိုဘယ်လိုချိန်မှာဝယ်ရမလဲဆိုတဲ့ဗျူဟာကျတဲ့ချင်းကပ်နည်းတွေကိုအသေးချာလေးအသေးစိတ်အချက်လက်တွေနဲ့ရှင်းပြဖော်ပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်နဲ့အတူဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဦးခင်ဗျာ။ရွှေဝယ်ယူခြင်းမှာအဓိကကျတာကအကောင်းဆုံးအချိန်ကိုစောင့်မနေပဲအကောင်းဆုံးဗျူဟာကိုချမှတ်ပြီးဝယ်တက်ဖို့အရေးကြီးပါတယ်။အဲ့ဒီလိုအကောင်းဆုံးဗျူဟာချမှတ်ပြီးဝယ်ယူတက်ဖို့အခုဒီဗီဒီယိုလေးကိုရွှေဈေးအတက်ကြကိုခံမှန်းနိုင်ဖို့ရွှေဈေးကိုမောင်းနှင်းတဲ့အဓိကအချက်များရွှေဝယ်ယူနိုင်ဖို့အကောင်းဆုံးအချိန်ကိုဘယ်လိုသတ်မှတ်မလဲကိုယ်နဲ့ကိုက်ညီပြီးအကျိုးအမြတ်သေချာစေဖို့ဘယ်လိုရွှေကိုဝယ်သင့်တယ်လဲအစရှိတဲ့အပိုင်း၃ပိုင်းနဲ့တေးသေးချာချာလေးဖော်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအပိုင်းအနေနဲ့ရွှေဈေးကိုမောင်းနှင်းတဲ့အဓိကအချက်တွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ရွှေဈေးကိုဘာတွေကလွှမ်းမိုးတယ်လဲဆိုတာကိုနားလည်မှကိုယ်ဝယ်ယူရမယ့်အချိန်ကိုဆုံးဖြတ်သတ်မှတ်နိုင်မှာဖြစ်ပါတယ်။ရွှေဈေးကိုလွှမ်းမိုးတဲ့အဓိကအချက်၄ချက်ရှိပါတယ်။နံပါတ်၁အချက်ဗဟိုဘဏ်များရဲ့ဝယ်လိုအားတကမ္ဘာလုံးမှာရှိတဲ့ဗဟိုဘဏ်တွေကသူတို့ရဲ့ငွေကြေးတန်ဖိုးနဲ့ရွှေဈေးကွက်ကိုထိန်းချုပ်နိုင်ဖို့အတွက်သူတို့ရဲ့ငွေကြေးကိုတစ်ခါတရံမှာရွှေဖြစ်ပြောင်းလဲသိမ်းဆည်းတတ်ကြပါတယ်။ဈေးကွက်ထဲမှာရွှေဝယ်လိုအားနည်းပါပြီးရွှေဈေးနှုန်းတွေကျဆင်းနေတဲ့အခါရွှေဈေးပြန်မာလာအောင်ဗဟိုဘဏ်တွေကဝယ်ယူတတ်ကြပါတယ်။ဒီလိုမျိုးဗဟိုဘဏ်တွေရဲ့ရွှေဝယ်လိုအားကရွှေဈေးကိုအကြီးမားဆုံးအထောက်အကူပေးနေတာကြောင့်ရွှေဈေးနှုန်းအတက်အကျဖြစ်စေတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။နံပါတ်2အချက်အတိုးနှုန်းနဲ့ဒေါ်လာခိုင်မာမှုအမေရိကန်ဗဟိုဘဏ်ကအတိုးနှုန်းကိုလျှော့ချတဲ့အခါရွှေလိုမျိုးအတိုးမရတဲ့ယင်းနှိမ့်မြုပ်နှံမှုပစ္စည်းတွေကလူတွေအတွက်ပိုပြီးအဆင်ပြေစေတာမလို့ရွှေဝယ်လိုအားကိုတက်လာစေပါတယ်။နောက်ပြီးတော့ဒေါ်လာဈေးပြောတဲ့အခါတွေမှာလည်းရွှေဈေးနှုန်းတက်လာတတ်ပါတယ်။နံပါတ်3အချက်ကမ္ဘာစီးပွားရေးနိုင်ငံရေးမတည်ငြိမ်မှုစစ်ရေးနိုင်ငံရေးပြဋိပက္ခတွေကြောင့်စီးပွားရေးမတည်ငြိမ်မှုတွေရှိလာတဲ့အခါလူတွေဟာစစ်ဟီဗန်ဆက်ဖြစ်တဲ့တန်မိုးကြီးပြီးတည်ဆောင်ရလွယ်ကူတဲ့ရွှေကိုရွေးချယ်စရာတစ်ခုအနေနဲ့ယင်းနှိမ့်မြုပ်နှံတက်ကြပါတယ်နောက်ဆုံးနံပါတ်4ချက်ယင်းနှိမ့်မြုပ်နှံသူများရဲ့စိတ်ဝင်စားမှုဒီနေ့ခေတ်မှာ ETF လိုငွေကြေးယင်းနှိမ့်မြုပ်နှံမှုအယောင်းအဝယ်ပြုလုပ်ရာနေရာတွေကနေတဆင့်ရွှေကိုဝယ်ယူမှုတွေမြင့်တက်လာနေပါတယ်ဒီလိုမျိုးအချက်တွေကရွှေဈေးနှုန်းအတက်ကျအပေါ်လွှမ်းမိုးမှုရှိနေတာဖြစ်တာကြောင့်ရွှေယင်းနှိမ့်မြုပ်နှံမှုကိုပြုလုပ်ချင်တဲ့သူတွေအနေနဲ့အခုဖော်ပြပေးခဲ့တဲ့အချက်တွေကိုအမြဲတမ်းလေ့လာဆန်းစစ်သုံးသပ်နေဖို့လိုပါတယ်ဒီလိုအချက်လက်တွေကိုသိရှိနိုင်မဲ့ platform တွေ source တွေကိုရှာဖွေအသုံးပြုတတ်ဖို့လိုအပ်ပါတယ်ဒုတိယအပိုင်းအနေနဲ့အခုဒီဗီဒီယိုရဲ့အဓိကအကြောင်းအရာဖြစ်တဲ့ရွှေဝယ်ယူဖို့အကောင်းဆုံးအချိန်ကိုဘယ်လိုသတ်မှတ်မလဲဆိုတာကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ပထမအပိုင်းမှာဖော်ပြပေးခဲ့တဲ့အချက်တွေကိုတေချာလေးသိထားပြီးပြီဆိုရင်ကိုတိုင်ကရောရွှေဘဲအချိန်မှာဝယ်တင်တယ်လဲဆိုတာကိုဘယ်လိုဆုံးဖြတ်မလဲကအဓိကကျလာပါတယ်ကျွန်တော်အခုဖော်ပြပေးမယ့်နီးဗျူဟာ၃မျိုးတည်းကနေမိတ်ဆွေတို့နဲ့ကိုက်ညီမဲ့နီးဗျူဟာတစ်ခုကိုအရန်သင့်ရွေးချယ်အသုံးပြုနိုင်ပါတယ်နီးဗျူဟာတဲ့ dollar cost averaging နည်းနည်းချင်းစီအချိန်ကာလခွဲပြီးဝယ်ယူခြင်း DCA ဆိုတာလစဉ်ဒါမှမဟုတ်အချိန်ကာလတစ်ခုစီတိုင်းမှာကိုကြိုတင်သတ်မှတ်ထားတဲ့ရွှေပမာဏကိုပုံမှန်ဝယ်ယူခြင်းဖြစ်ပါတယ်ဒီနီးဗျူဟာရဲ့အားသာချက်ကတော့အချိန်ကာလအပိုင်းခြားလိုက်ပုံမှန်ဝယ်ယူတာဖြစ်တာကြောင့်ဈေးတက်ခြင်းဈေးကျခြင်းမှန်သမျှကိုပြင်းပြအနေနဲ့ခံစားစေပြီးအမှားနည်းစေတာကြောင့်စိတ်ဖိစီးမှုနည်းပြီးစနစ်ကျတဲ့နီးဗျူဟာတစ်ခုဖြစ်ပါတယ်နီးဗျူဟာနှင့် DIB ဈေးကျချိန်ကိုစောင့်ပြီးဝယ်ယူခြင်းဈေးကျချိန်ကိုစောင့်ပြီးဝယ်ယူခြင်းနီးဗျူဟာကိုဥပမာအနေနဲ့ပြောရရင်သတင်းတစ်ခုခုကြောင့်ရွှေဈေးတက်ပြီးနောက်လူအများကအမျက်ထုတ်ရောင်းချမှုများပြုလုပ်တဲ့အချိန်မှာရွှေဈေးကရုတ်တရက်ကျလာတဲ့အခါဝင်ရောက်ဝယ်ယူခြင်းဖြစ်ပါတယ်ရွှေဈေးအလုံးမှာဈေးကျနိုင်မဲ့အချိန်ကောင်းကိုစိတ်ရှိနဲ့မျက်ခြေမပြတ်စောင့်ကြည့်ပြီးဝယ်ယူခြင်းဖြစ်ပါတယ်ဒီနီးဗျူဟာရဲ့အားသာချက်က DCA နီးလန်းဖြစ်တဲ့ပြင်းပြဝယ်ယူမှုထက်အမျက်ပိုမိုရရှိနိုင်ခြေရှိပါတယ်ဒီနေရာမှာသတိထားဖို့လိုတာကအောက်ဆုံးဈေးကိုတီးဖို့ဖမ်းမိဖို့ဆိုတာခက်ခဲပါတယ်ဈေးဆက်ကျနိုင်သေးလားဒါမှမဟုတ်ပြန်တက်သွားမလားဆိုတာကိုအသေးချာအတည်ပြုနိုင်ဖို့အတွေ့အကြုံကျွမ်းကျင်မှုနဲ့ဉာဏ်ရည်ဉာဏ်တွေးကောင်းမှုတွေလိုအပ်တာမို့သတိထားကင်တွယ်လှုပ်ဆောင်ဝယ်ယူဖို့လိုအပ်ပါတယ်နောက်ဆုံး၃ခုမြောက်နီးဗျူဟာအနေနဲ့ World Market ကမ္ဘာရွှေဈေးကွက်အခြေအနေကိုသုံးသပ်ပြီးဝယ်ယူခြင်းရွှေဈေးတက်စေမဲ့အချက်တွေဖြစ်တဲ့ဗဟိုဘဏ်တွေကတိုးနှုန်းလျှော့ချမဲ့အချိန်
ဒေါ်လာပြောမဲ့အချိန်နိုင်ငံရေးတင်းမာမှုတွေမြင့်မားလာချိန်အစရှိတဲ့ကမ္ဘာရွှေဈေးကွက်အခြေအနေတွေကိုသုံးသပ်ပြီးအဲ့ဒီအချက်တွေဖြစ်ပေါ်လာမဲ့အချိန်တွေမတိုင်ခင်ရွှေဈေးကျနေတုန်းအချိန်ဈေးအနှိမ့်ဆုံးအချိန်မှာကြိုတင်ဝယ်ယူထားနိုင်မှုဖြစ်ပါတယ်။ဒီနည်းဗျူဟာရဲ့အားသာချက်ကရွှေဈေးနှုန်းကြီးကြီးမားမားဈေးတက်လာမှုကနေအမျက်ရနိုင်ခြင်းမြင့်မားခြင်းဖြစ်ပါတယ်။ဒီနေရာမှာသတိထားရန်လိုတာကတခါတလေမှာခုနကဖော်ပြခဲ့တဲ့အချက်လက်တွေအပေါ်မိမိရဲ့ခံမှန်းချက်ကအကြောင်းမျိုးမျိုးကြောင့်လွဲမှားနိုင်ကောင်းလွဲမှားသွားနိုင်ပါတယ်။နောက်ပြီးတော့မိမိရရှိတဲ့သတင်းနောက်ကျရင်အခွင့်အရေးကောင်းတွေလက်လွတ်ရနိုင်ပါတယ်။အခုဖော်ပြပေးသွားတာကတော့ရွှေဝယ်ယူဖို့အကောင်းဆုံးအချိန်ကိုဘယ်လိုသတ်မှတ်မလဲဆိုတဲ့နည်းဗျူဟာတွေဖြစ်တဲ့နံပါတ်1 dollar cost averaging နည်းနည်းချင်းစီအချိန်ကာလခွဲပြီးဝယ်ယူခြင်းနံပါတ်2 DIB ဈေးကျချိန်ကိုစောင့်ပြီးဝယ်ယူခြင်းနံပါတ်3 World Market ကမ္ဘာရွှေဈေးကွက်အခြေအနေကိုသုံးသပ်ပြီးဝယ်ယူခြင်းအစရှိတဲ့နည်းဗျူဟာ၃မျိုးကိုတင်ဆက်ဖော်ပြပေးသွားခဲ့တာဖြစ်ပါတယ်။ရွှေရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းသူတွေအနေနဲ့လည်းမိမိနဲ့ကိုက်ညီမဲ့မိမိနဲ့အဆင်ပြေမဲ့နည်းဗျူဟာတစ်ခုကိုရွေးချယ်ပြီးတကယ်လက်တွေ့မှာအကျိုးအမြတ်ရရှိအောင်ပြုလုပ်နိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ဆုံးအပိုင်း၃အနေနဲ့ဘယ်လိုရွှေကိုဝယ်သင့်တယ်လဲဆိုတာကိုဖော်ပြပေးပါမယ်။ရွှေဝယ်ယူဖို့အကောင်းဆုံးအချိန်ကိုဘယ်လိုသတ်မှတ်မလဲဆိုတဲ့နည်းဗျူဟာကိုရွေးချယ်ပြီးပြီဆိုရင်ဘယ်လိုပုံစံနဲ့ဝယ်မလဲဆိုတာကအရေးကြီးဆုံးအပိုင်းဖြစ်လာပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံအနေအထားနဲ့ကိုက်ညီပြီးလုံခြုံစိတ်ချရတဲ့ physical gold ရုပ်ဝတ္ထုရွှေနဲ့ digital gold လို့ခေါ်တဲ့ gold ETF တွေကိုဝယ်ယူစုဆောင်းရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်ပါတယ်။ physical gold ရုပ်ဝတ္ထုရွှေဆိုတာရွှေတုံးရွှေပြားရွှေတင်ကားစီလေးတွေဖြစ်ပါတယ်။ physical gold ရဲ့အားသာချက်တွေကရုပ်ဝတ္ထုရွှေဖြစ်တာကြောင့်ကန်ရတွေရတိုက်ရိုက်ပိုင်ဆိုင်မှုရှိပြီးစိတ်ချရမှုလည်းရှိပါတယ်။အားနည်းချက်အနေနဲ့ပမာဏများရင်တူလောင်ထားရှိမှုလုံခြုံစိတ်ချရမှုတည်ဆောင်ရမှုအယောင်းဝယ်ပြုလုပ်မှုအစရှိတာတွေမှာအနည်းငယ်အခက်အခဲတွေရှိနိုင်ပါတယ်။ Digital Gold လို့ခေါ်တဲ့ ETF တွေဟာကျွန်တော်တို့မြန်မာလူမျိုးအများစုနဲ့စိမ့်နေသေးပေမဲ့လာမယ့်အနာဂတ်မှာပုံမိုတွင်ကျလာမဲ့ရွှေရင်းနှီးမြှုပ်နှံမှုအမျိုးအစားတစ်ခုဖြစ်လာမှာပါ။အလွယ်ကူဆုံးရှင်းပြရရင်ရွှေဈေးနှုန်းနဲ့ချိတ်ဆက်ထားတဲ့ stock share တွေကိုဝယ်ယူခြင်းဖြစ်ပါတယ်။ Digital Gold ရဲ့အားသာချက်တွေကရောင်းရဝယ်ရလွယ်ခြင်းကုန်ကျစရိတ်သက်သာခြင်းတူလောင်ထားစရာမလိုခြင်းအစရှိတဲ့အားသာချက်တွေပဲဖြစ်ပါတယ်။အားနည်းချက်အနေနဲ့ကတော့ physical gold လိုမျိုးကင်တွယ်ရပြီးဓာတ်ရိုက်ပိုင်ဆိုင်မှုမရှိခြင်းပဲဖြစ်ပါတယ်။ဒီနေရာမှာအကြံပြုချင်တာကမိမိနဲ့ကိုက်ညီမဲ့မိမိရင်းနှီးမြှုပ်နှံနိုင်မဲ့ငွေပမာဏနဲ့ကိုက်ညီမဲ့ရွှေမျိုးစားကိုတေချာလေးရွေးချယ်ဝယ်ယူဖို့အကြံပေးပါရစေ။ဤကုန်းချုပ်အနေနဲ့ပြောရရင်ရွှေဘဲချိန်ဝယ်တင်တယ်လဲဆိုတဲ့အဖြေကတင့်ရီမှန်းချက်အပေါ်မူတည်နေပါတယ်။တေချာရှင်းလင်းနားလည်နိုင်အောင်ထပ်မံအကြံပေးပြောပြရမယ်ဆိုရင်ရေရှည်အတွက်စိတ်ချရအောင်ပုံမှန်စုကျင်သူတွေအတွက် DCA လို့ခေါ်တဲ့နည်းနည်းချင်းစီပုံမှန်ဝယ်ယူတဲ့နည်းဗျူဟာကအကောင်းဆုံးဖြစ်မှာပါ။ဒါမှမဟုတ်တဲ့အနေနဲ့အမျက်များများလိုချင်တဲ့ရွှေဈေးကွက်ဈေးနှုန်းအခြေအနေကိုလည်းချိန်ဆနိုင်မယ်ဆိုရင်DIB လို့ခေါ်တဲ့ဈေးကျချိန်မှာဝယ်ယူတဲ့နည်းဗျူဟာကိုစဉ်းစားနိုင်ပါတယ်။ဒီနည်းဗျူဟာကဘယ်လိုလူတွေအတွက်တင့်တော်တယ်လဲဆိုတော့ဈေးကွက်မှာချိန်ဆဝယ်ခြင်းသူပုံမှန်ဝင်ငွေရှိပြီးရေရှည်အနေနဲ့ပုံမှန်စုဆောင်းလို့သူများအတွက်တင့်တော်ပါတယ်။ဒီဗီဒီယိုလေးကတင့်အတွက်အကျိုးရှိတယ်ဆိုရင် like and share လေးလုပ်သွားပေးကြပါဦးနော်။အခုအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတင့်ရဲ့အမြင်တင့်ရဲ့ရွှေဝယ်ယူမှုနည်းဗျူဟာတွေကိုလည်းcommentမှာမျှဝေပေးသွားကြပါဦး။အခုလိုမျိုးလူအများအတွက်အကျိုးရှိစေမဲ့အသုံးဝင်စေမဲ့ဗီဒီယိုလေးတွေကိုအမြဲတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့စမတ်မြန်မာကို like follow subscribe လုပ်သွားပေးကြပါဦးနော်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်နော်